မလောင်ရမ်းကြီးဘာဖြစ်တယ်ဟာစကားလေးပါလိပြောလေ ဘာပြောရမှာလဲဟိုမှာသူများတွေရေကူးနေတယ်အမှရေဆင်းကူးလို့ရတယ် သူများတကာတွေလှေနေနဲ့ ငါရတယ်ကြမ်းတော့လို့ ပြောတယ်ကုန်းသွားပြီ ဟုတ်တယ် အဲ့ဒါမင်းခေါ်လာတယ်ဘာဖြစ်ပါလဲချိုးကြမယ်ချောကြမယ် ချောကြတာသမီးကိုစိတ်ပူတာလားဒီလက်ထဲမိုက်ကိုစိတ်ပူတာလား လူကိုသိပ်ဘူးတာပါတော့ပစ္စည်းကဘယ်ချင်းပြောင်းဝယ်လို့ရတယ်လူကပြောင်းဝယ်လို့မရဘူး သမီးသိနေတယ်နော်လူကိုစိတ်ပူတာလားဓာကြီးကိုစိတ်ပူတာလား လူစိတ်ဘူးတာပါလို့လူစိတ်ဘူးတာပါဟိုမှာလေနော်စိတ်ဘူးတာချင်းမပါလားဟဲ့စိတ်ဘူးတာချင်းမပါလားဟိုချိုးကြအောင်ပါ ဒီနေရာကတော့ရေရှိုးလို့ရပါတယ်ကိုလေးရေရှိုးလိုက်ပါတော့ ချိုးချင်တယ်ခဏနေ သမီးရိုက်ပေးမယ်ရေရှိုးကြ ပေးမှာတော့ ဟမ် ဒီကတူရက ကစင်းရကဟိုလမ်းမှာတွားရင်လည်းလမ်းအဆင်းပြီးတော့ခုမှရမယ်လမ်းမနာမှာခုကတော့ဘယ်လိုပြောရမလဲ ဘာမရှိတော့ ဒီနေရာမှာငါပို့ရှိတယ်ပေါ့နော်ဒီလိုကြောက်စာအောက်တွေမှာငါးတွေနေတယ်တဲ့အားကြောင့်မို့ဒီနားမှာငါးဖမ်းတဲ့လူတွေများပါတယ်ရှင်အမေဒီနေ့လူရှင်းတယ်ညနေလောက်မှလူရောက်မယ်ထင်တယ် နှစ်စမ်းတဲ့လေ ဒီနေ့တနင်္ဂနွေလူရောက်တယ်ဟိုဘက်လေးမှာပိုလာတယ်တပုံနေပါတယ်ရိုက်ရှင်နေဆိုရင်လာလို့ရပါတယ်နော် location ချပြီးပြောလေ ဟုတ် location ရှာပေးပါမယ်ဝင်ကြီးကတော့သမီးကိုပေးကြပါ ပြစ်လဲမယ်လူဆိုရင်လားပါ တိတယ်ပြောကြမလို့ လူဆိုရင် ဒီနေရာကတော့ ဘူးလားပြီ ဒီနေရာကတော့အတွေးတွေရှိန်တွေးတဲ့နေရာဖြစ်ပါတယ်ရှင် ဘယ်နာလူနဲ့တွေ့လို့ထိပ်ပေါက်ခိုင်းမှာတော့ဘတ်တက် ဒါပေမဲ့သမီးတစ်ခါအတွေးတွေရှိန်တာတွေ့ဘူးလေ ကိုနင်တို့ကိုပါပြောလို့ငါးပြီတင်မမစီအောင်ဆိုလေငါကိုယ်တိုင်ပြန်တွဲရဆိုလား ဒါကတော့သူများတွေမိမွေးပြီးတော့ပျော်ပါစားတောက်ကြတာပေါ့နော် ဟာပြောရတာ ဒီအပေါ်တက်ပါမလွယ်ဘူးပြုတ်ကြသေးနေမယ် ဒီညောင်းမင်းကြောက်ခလေးကပေါက်နေ မြောင်းမ ကပတ်အမြင့်ဆုံးတောက်ထိုက်ကိုရောက်နေပါတယ်ရှင် ထိုင်မြောင်းမထိုင်ဟိုနောက်မှရေချိုးနေကြပါညာပြောချောကြမယ်လို့ပြောနေရအောင် ခိုးမှရေရှိုးနေကြတယ်မဟုတ်ငါဖမ်းနေကြတယ် ဟိုမဲဖြစ်သွားပြီ ငါရတယ် ဒီမှာငါရတာ ဟိုမှာငါထုတ်နေမတွေ့ဘူးလား ဟုတ်ပါဘူး ဟုတ်တယ် ပြောင်းအောင်ဘူးတယ် ရေချိုးမယ်လေးပြီးကြရင် ပြောင်းဒါပြီးမို့လားပြီးပြောင်း ပတူတူကစစိုးရပြောင်းမှာ ကစင်းရခုမှလားဟိုဘက်မှာတမီးတွားမယ်လမ်း တွန်းခုမလေးလို့